SME business သမားတွေရောနောက်ပြီးတော့တခြား industry တွေမှာလည်း more or less ကတော့ဒီ challenge တွေကတော့ common challenge တွေလို့တော့ထင်ပါတယ်မြန်မာပြည်မှာဆိုရင်တော့ဒီကိုယ့်ရဲ့ market မှာဆိုရင်တော့workforce တွေကလည်းတစ်ဖက်မှာlack ဖြစ်နေတာပေါ့နော်နောက်တစ်ခုကတော့ supply chain management ကလည်းအရန်ကိုခက်ခဲတယ်အထူးသဖြင့်supply chain shortage တွေလည်းဖြစ်နေတာပေါ့နော်နောက်ပြီးတော့တချို့ industry ရဲ့ bottleneck တွေလည်းအများကြီးရှိပါတယ်အထူးသဖြင့် infrastructure တွေ ready မဖြစ်တာတို့အစရှိတယ်ပေါ့နော်နောက်ပြီးတော့ regulatory implication အဲ့ဒါတွေကလည်းregulator ကသတ်မှတ်ထားတဲ့ဥပမာSME တွေဆိုရင်အများဆုံးကြော်ရတဲ့ဟာဆိုလို့ရှိရင်တော့FDA process မှာအခက်အခဲတွေနိုင်တာတွေရှိနိုင်တယ်နောက်ပြီးတော့ကိုထုတ်တဲ့ပစ္စည်းက culture မဖြစ်နေတာဒါမှမဟုတ်ကိုရောင်းတဲ့ market နဲ့အဝင်ကမဖြစ်နေတာနောက်ပြီးတော့စီစေးကြီးနှုန်းစီစေးတွေမြင့်မားမှုပေါ့နော်အထူးသဖြင့် SME တွေမှာတွေ့ရတဲ့ challenge တစ်ခုကတော့retailer အကြီးတွေနဲ့မတူတာကျတော့ retailer အကြီးတွေမှာတော့သူတို့ကတော့ဒီ data တွေ system တွေကို invest လုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ SME တွေမှာကျတော့ဒီ technology ကို adopt လုပ်ဖို့အတွက်ကကျတော့အဲ့ cost ကိုမတက်နိုင်တဲ့ challenge မျိုးတွေတော့ရှိနိုင်တာပေါ့နော်